2026 ခုနှစ် January လ 3 ရက်နေ့ Faith comes by hearing ယောမဩဝါဒစာခန်းကြီး10ခန်းငယ်19ယောမဩဝါဒစာခန်းကြီး10ခန်းငယ်19တို့ဖြစ်၍ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အဖြစ်ဖြစ်၏ယောမဩဝါဒစာခန်းကြီး10ခန်းငယ်19အင်္ဂလိပ်လိုဆိုရင်တော့So then faith comes by hearing, and hearing by the word of God. ကျမတို့ခံယူနေတဲ့အရာဟာအင်မတန်အရေးကြီးပါတယ်။မာကု9:15နဲ့မဿဲ15:17မှာလည်းထိုကဲ့သို့ပဲပြောထားပါတယ်။မာကုအခန်းကြီး9အခန်းငယ်15မှာဗာပြောထားတယ်လဲဆိုရင်လူပြင်မှလာ၍လူအတွင်းသို့ဝင်ရက်လူကိုညစ်ညူးနိုင်သောအရာတစ်စုံတစ်ခုမှမရှိလူအတွင်းမှထွက်သောအရာသည်လူကိုညစ်ညူးစေသောအရာဖြစ်၏လို့ပြောထားပါတယ်။ထိုနည်းတူစွာပဲမဿဲခန်းကြီး15ခန်းငယ်17ရှမဿဲခရစ်ဝင်ခန်းကြီး15ခန်းငယ်17မှာလည်းကတွင်သို့ဝင်သောအရာသည်လူကိုညစ်ညူးစေသည်မဟုတ်ကတွင်မှထွက်သောအရာသည်ညစ်ညူးစေသောအရာဖြစ်သည်ဟုမိန့်တော်မူ၏ယေရှုကဒါကိုကြည်ခြင်းအဖြစ်ပါကိုတွင်တင်နေလဲဆိုရင်လူရဲ့အထဲမှာရှိတဲ့အရာတွေကအင်မတန်အရေးကြီးတယ်ဆိုတာကိုညွှန်ပြနေတာဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ကအထဲမှာရှိတဲ့ inner transformation ကိုတာ၍စိတ်ဝင်စားတာဖြစ်တယ်တနည်းအားဖြင့်သခင်ယေရှုခရစ်တော်သည်စိတ်နှလုံးကိုကြည်တဲ့ဖခင်ဖြစ်ပါတယ်။ဒါကြောင့်မလို့တခြားလူတွေကဘာသာရေးခေါင်းဆောင်တွေကတော့အခြားသောအရာတွေကိုညွှန်ပြနေတဲ့အချိန်မှာအဘယ်ကဲ့သို့အပြင်ပိုင်းအသက်တာကိုညွှန်ပြနေတဲ့အချိန်မှာယေရှုခရစ်ကနတ်နဲသောအထဲအတွင်းမှပြောင်းလဲခြင်းကိုညွှန်ပြနေတာဖြစ်ပါတယ်။တနည်းအားဖြင့်စိတ်နှလုံးထဲမှာတန့်ရှင်းခြင်းကိုညွှန်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်ယောမဩဝါဒစာခန်းကြီး10:19မှာပါတဲ့အတိုင်းပဲကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်ပါတယ်။ဘာတွေကိုကျွန်ုပ်တို့ခံယူနေသလဲဆိုတဲ့အရာကအင်မတန်မှအရေးကြီးပါတယ်။ကျွန်ုပ်တို့ခံယူနေတဲ့အရာကကျွန်ုပ်တို့အပြင်ဘက် action အနေနဲ့အမှုရာအနေနဲ့ character အနေနဲ့ဝိသေသလက္ခဏာအနေနဲ့ပြန်လည်ထွက်လာမှာဖြစ်လို့ဖြစ်ပါတယ်။ဒါကြောင့်ဖျားနှစ်သက်တဲ့သမာတရားကိုနားထောင်ဖို့လိုက်နာဖို့အစဉ်သင့်ဖြစ်ပြီလား။အတ္တတာအဟောင်းထဲမှာပဲဆက်လက်ရုံးမထွက်ချင်ပဲနဲ့ကျင်လည်နေအောင်မလားဆိုတာဒီနေ့အတူတကွဆင်ခြင်ပြီးဆုံးဖြတ်ကြပါစို့။ဘုရားသခင်သည်အတွင်းနှလုံးသားကိုကြည်တော်ဘုရားဖြစ်တယ်။ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်တယ်။ကိုကြားနေတဲ့အရာတွေကတာ၍အရေးကြီးသောကြောင့်မိမိကြားတဲ့အရာတွေတော်မှာတမန်တရားကိုကြားနာနေသလားဖျားမနစ်သက်သောအရာတွေကိုအထဲကိုထည့်နေသလားဆိုတာမိမိကိုယ်ကိုပြန်စစ်ဆေးရင်းနဲ့ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူကြပါစို့အရောက်စီတိုင်းကိုဖျားရှင်ဟောင်းကြည့်ပေးပါစေ။